အားလုံးပဲမင်္ဂလာပါညနေမှာကျွန်တော်တို့မြန်မာတွေရဲ့ဒေးကြီးကြိုက် 3D လေးထွက်တော့မှာဖြစ်ပါတယ်ကျွန်တော်အခုဗီဒီယိုကတော့လူငယ်တွေကိုရွေးတာမဟုတ်ဘဲနဲ့ဒါတက်လက်ပိုင်းလူကြီးတွေဒီ 3D တို့ 2D တို့နဲ့ပတ်သက်လို့ဒါဆွဆွလန်းလန်းကြီးဖြစ်ပြီးတော့အယူအဆအမှားတွေဖြစ်နေတဲ့လူကြီးကိုကျွန်တော်ရွေးချင်တာပါအရင်ဆုံး 3D ဆိုတာဘယ်လိုထွက်တာလဲဘယ်လိုအလုပ်လုပ်တာလဲကိုကျွန်တော်အရင်ပြောပြပါမယ် 3D ဆိုတာကထိုင်းနိုင်ငံရဲ့6လုံးထီရဲ့နောက်ဆုံး3လုံးမှာအဲ့ဒီ6လုံးကိုရွေးတဲ့နေရာမှာလေလူတွေတွက်ချက်ပြီးရွေးတာမျိုးလေလုံးဝမဟုတ်ပါဘူးအရင်ဆုံးမှုေးနောက်ထားတဲ့အလုံးတွေကသူတို့ဘာသူတို့ဒီလိုကြကျင်ဟာကြလာတဲ့ကဏ္ဍတွေမှာပါလာတဲ့ဒီကဏ္ဍလေးတွေကိုလိုက်ပြီးတော့သူတို့ရဲ့နောက်ဆုံး final result မှာထည့်တာဖြစ်ပါတယ်ဆိုတော့တွက်ချက်လို့ရနိုင်လားတွက်ချက်လို့မရနိုင်ဘူးလားဆိုတော့ကျွန်တော်အရင်ဆုံးမြင်သာတဲ့ဥပမာတစ်ခုနဲ့ပြောပြပါမယ်လူရောက်တစ်ထောင်ကိုအရင်ဆုံးတန်းစီခိုင်းလိုက်ပါတန်းစီခိုင်းပြီးတော့မျက်မမြင်လူတယောက်ကိုအဲ့ဒီလူတစ်ထောင်နဲ့ကကြိုက်တဲ့လူလည်းမျိုးထိုးပြသူ့ကိုငါတို့ချန်ပီယံပေးမယ်ဒါအနိုင်ရတဲ့သူပေးမယ်ဆိုတဲ့သဘောမျိုးနဲ့တူတူပါပဲလူကြီးမင်းကဒီအရောက်ထောင်ထဲမှာရက်နေပြီးတော့ဒီရှိကရွေးချယ်တဲ့မျက်မမြင်ကရန်တမ်းပြီးထိုးတဲ့လူတယောက်ဖြစ်ဖို့ဆိုတာကပုံတစ်ထောင်ပုံမှတပုံပဲရှိတာပါအဲ့တော့ဒီ 3D ဆိုတဲ့ကဏ္ဍတွေကိုတွက်ချက်ပြီးထိုးဖို့ break တွေဘာညာပေါ့ဗျာအဲ့လိုမျိုးတွေတွက်ချက်ပြီးထိုးဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးအဲ့တော့ကျွန်တော်အဓိကပြောချင်တဲ့စကားကဒီဆက်ရည်ဆိုပြီးတော့ကဏ္ဍတွေရောင်းစားနေပေါ့တစ်ခွက်ကိုဘယ်နှတောင်းတစ်ခွက်ကိုဘယ်နှသိန်းအဲ့လိုပေးဗာပညာဖြစ်ပေါ့ဗျာအဲ့လိုမျိုးရောင်းစားနေဆိုတဲ့လူတွေကတရားခိုင်နှုန်းလူလိမ်နေပါဒါတွေကိုသွားပြီးတော့ဟာဆရာကျွန်တော်တို့အရှုံးများနေလို့ကဲပါအောင်ဗာပညာဖြစ်ဆိုရင်တော့ထိုးကြီးလေးဆုံးမယ်တို့စီကသွားဝယ်ရတဲ့ပတ်စံလေးဆုံးမှာပါဆိုတော့အဲ့ဒါတွေကိုလုံးဝမယုံပါနဲ့ဒါကကျွန်တော်ကစေနာနဲ့ပြောတာပါလုံးဝဆရာမရှိပါဘူးနောက်တစ်ခုကတွက်ချက်ပြီးတော့ထိုးလို့လုံးဝကိုမရနိုင်ပါဘူးဒီစကားကကျွန်တော် data နဲ့ပြောတာပါဘလောက်ပဲလူကြီးမင်းရဲ့သင်္ချာနည်းတွေကိုကျွမ်းနေပါစီဖြစ်နိုင်ကြီး 0.001 ရဲ့ကဏ္ဍဘယ်သူမှမှန်အောင်တက်လို့မရနိုင်ပါဘူးဆိုတော့တွက်တာချက်တာလည်းမဖြစ်နိုင်ပါဘူးနောက်တစ်ခုကတော့ကျွန်တော်တို့ 3D ထွက်လို့ရှိရင်တွေ့ရပါလိမ့်မယ် Facebook မှာဒီကဏ္ဍထိုးပေါက်သွားပြီးဗာပညာဖြစ်ဆိုတဲ့ပုံစံနဲ့အဲ့ဒီ post တွေကရှေ့မှာကျွန်တော်တို့မထွက်ခင်2ရက်လောက်အလိုကတင်တီထားအောင်ဒါတွေကထွက်သွားမှဒီကဏ္ဍပေါက်တဲ့ကဏ္ဍကိုပြန်ထည့်ပြီးတော့ post ကို edit လုပ်ထားတာပါဒါကလူငယ်တွေဆိုသိပေမဲ့လူကြီးရဒါတွေကိုအမှန်ထင်တော့ဒီလူတွေကိုဆရာတင်းပြီးတော့ပတ်စံတွေသွားပေးအဲ့မှာမိရဲ့နှစ်ခါနာတွေဖြစ်ကုန်တာပါကန်ဆန်းကျင်လို့ထိုးတာချမ်းသာကျင်လို့ထိုးရဲဆိုတော့ကျွန်တော်လက်ခံပြီးမဲ့ဒါကိုစီးပွားရေးလို့တွေးပြီးတော့ငါကတော့ဒီမှာရင်းနှီးပြီးတော့ပတ်စံတွေရှာမယ်ပတ်စံတွေအများကြီးဝင်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ဒါကလုံးဝမလုပ်တဲ့ gambling တခုပါဆိုတော့ကျွန်တော်ပြောချင်တာကတစ်လမှာ2ခါပဲရှိရမို့လို့ကိုကအပြင်းပြေ9000 1000ကိုကန်ဆန်းနေဆိုတာပြဿနာမဟုတ်ပါဘူးဒါကကျွန်တော်လည်းကန်ဆန်းမိမှာပါပဲကုတ်ကန်ကိုမေးတာလေဥပမာကျွန်တော်စိတ်ထဲမှာ135ကိုထိုးခြင်းနဲ့ဗာပညာဖြစ်အဲ့လိုမျိုးကိုစိတ်ထဲမှာရှိလိုက်တဲ့ကဏ္ဍလေးအတိုင်းလေးထိုးလိုက်ပြန်အဲ့လိုမျိုးပဲနဲ့ဒါဘယ်ဆရာကြီးကဘယ်နှသိန်းပြဝယ်ထားတဲ့ကဏ္ဍမို့လို့ဘယ်လောက်ထိုးလိုက်မယ်ငါတောင်ထိုးလိုက်ရင်ချမ်းသာတော့မှာပဲအဲ့ဒီလိုအိမ်မက်တွေကလောဘတွေပါအဲ့ဒီလောဘနောက်ကိုကျွန်တော်တို့မတိမတာလိုက်ရင်လည်းကိုယ်ဝင်ငွေတွေအလကားနေကုန်းသွားမှမျိုးလုံးဝမဖြစ်သင့်ပါဘူးဆိုတော့ 3D တို့ပါလို့ဆိုတာကတရားခိုင်နှုန်းကန်တဲ့ဆိုင်တဲ့လောင်းကစားတွေပါစဉ်းစားကြည့်လူကြီးမင်းကဒီဟာနဲ့ချမ်းသာအောင်လုပ်မယ်ဆိုရင်အခုတော့မှကျွန်တော်တို့ကန်မကောင်းအကြောင်းမလားလို့ပတ်စံမရှိမချမ်းသာတဲ့ဘဝမှာရောက်နေတာအဲ့ဒါကိုကျွန်တော်တို့ဒီ 3D ဆိုတဲ့ကန်တရားကိုယုံပြီးတော့လုပ်ရတဲ့လောင်းကစားတစ်ခုပေါ်မှာကျွန်တော်တို့တွားရင်းပြီးတော့ထပ်ပြီးချမ်းသာနိုင်လောက်တဲ့ကန်ရှိမယ်လို့ထင်လို့လားပတ်စံဆိုတဲ့သဘောကချမ်းသာတဲ့လူတွေကံကောင်းတဲ့လူတွေဒီမှာပဲဆက်ဝင်ပြီးသွားတာပါဆင်းရဲတဲ့လူတယောက်အနေနဲ့ကံကောင်းပြီးချမ်းသာလာနိုင်ဖို့ဆိုတာကမဖြစ်နိုင်တဲ့လောက်ပဲရှိပါတယ်အဲ့ဒါကြောင့်မလို့ဆင်းရဲရင်ပတ်စံမရှိရင်မွေးလို့ရင်အလုပ်ကြိုးစားပါလောင်းကစားတွေကံပလီအနေနဲ့ကျန်တဲ့တခြားကိစ္စတွေကပတ်စံတွေပိုးနေပြီဆိုမှစိတ်ခံစားချက်အတွက်ပဲအသုံးချလို့ရတဲ့အရာတွေပါဒါတွေကိုကျွန်တော်တို့စီးပွားရေးအနေနဲ့လုပ်ဖို့လုံးဝမဖြစ်နိုင်တာမို့ဒီနောက်မှာလုံးဝမနှင်းမွန်းသွားကြဖို့ကျွန်တော်ကဒီဗီဒီယိုပြောချင်တာပါကျွန်တော်ပြောချင်တဲ့ဆိုလိုရင်းဒီခြားခြားလဲနေရင်လည်းအားလုံးကိုတောင်းပန်ပါတယ်